welcome to my video အားလုံးမင်္ဂလာပါရှင်ဒီနေ့မှာတော့ဟိဆက်ကတကြံချနေ့မှာရေပေါ်တကြံကိုတွားလိုက်မှာပဲဖြစ်ပါတယ်ဒါဆိုရင်တော့လိုက်ခဲ့ပြုံးတော့ဒါကတော့ဟိဆက်ပေါ့နော်အနေ့ကဝတ်သွားဖြစ်တဲ့ office လေးပါမျက်မှန်နဲ့ပေါ့နော်မျက်မှန်နေအုပ်ထုပ်တွေနဲ့ပေါ့နော်စတိုင်ကတော့မိမိုက်နေရောကဲခုကတော့ဟိဆက်တို့ကားပေါ်ရောက်ပါပြီအခုတွားတော့မှာပဲဖြစ်ပါတယ်ဒါကတော့ဟိဆက်တို့အဝတ်ထုတ်ပဲဖြစ်ပါတယ်ကဲဒါဆိုရင်တော့ဟိဆက်တို့စပြီးတော့ကြမယ်ပေါ့နော်ဒါကတော့မုတ်တွေပါမုတ်တွေလည်းယူခဲ့ပါတယ်ကဲဒါကတော့ဟိဆက်တို့တောင်အောက်ကိုစနေပါပြီရွှေညောင်တင်နေပေါ့နော်ရွှေညောင်လားညောင်ရွှေလားမသိဘူးပေါ့နော်ဟိဆက်လည်းမသိဘူးပေါ့နော်ဒါကတော့ဟိဆက်ရဲ့အကူနှစ်ယောက်ပါကဲဒါတော့ဟိဆက်အနေရစီသွားဖြစ်တဲ့ပေါ့နော်ဖနက်အစ်စ်ကလေးပါရှင်သွားရလမ်းမှာပေါ့နော်ဒီလိုရှုခင်းလှလေးတွေကိုလည်းတွေးခဲ့ပါရှင်လုံးဝတဘာဝအလှတရားပေါ့နော်အရင်ကမိုက်ပါတယ်ပြီးတော့ဒီလိုနေကြပန်းခင်းအကြီးကြီးကိုလည်းတွေးခဲ့ပါရှင်တွေးတာတော့အများကြီးပဲပေါ့နော်ဒါပေမဲ့ဟိဆက်နည်းနည်းပါးပါးပဲရိုက်ခဲ့ပါတယ်ပြီးတော့ဒီလိုမြောင်းလေးထဲမှာပေါ့နော်ဘဲလေးတွေမှုီးထားတာကိုလည်းဟိဆက်တို့တွေ့ပါတယ်အခုကတော့ဟိဆက်တို့သွားနေပါပြီဒါတော့ဟိဆက်မမေးပါလှီနဲ့သွားနေပါပြီရေပေါ်တကြံဒါကတော့ဟိဆက်ပေါ့နော်ဒါတော့ဟိဆက်မမေးပါလေကတော့တအားတိုက်ရေပေါ့နော်ဆက်လေအားရှိန်နဲ့တော့ဟိဆက်တို့နေတောင်မပူဘူးပေါ့နော်ဒါတော့ဟိဆက်ပါလေတအားတိုက်ပြီးပေါ့နော်တွက်ဆုပ်ကြီးဖြစ်နေပါတယ်ရေပင်ရလည်းလုံးဝအကျယ်ကြီးပဲပေါ့နော်ဒါတော့ဟိဆက်လို့နေသွားတယ်ပေါ့နော်အမ3ယောက်ပါဒါတော့ဟိဆက်ရဲ့ဟိဆက်မမေရဲ့ပေါ့နော်ဟိဆက်မမေတော့မကြီးစီဝါနေရပဲဖြစ်ပါတယ်ဟိဆက်မမေအားလို့နည်းနည်းခက်တီတီနေတာပဲများတယ်ပေါ့နော်အဲ့တော့ညနာနည်းနည်းလေးတော့ခက်တီတီဖြစ်နေပေါ့နော်နောက်ကတော့ဟိဆက်ရဲ့ဖေပါဒါတော့ဟိဆက်ပေါ့နော်ကဲကူကတော့ရေပေါ်တကြံဟိဆက်လို့လှမ်းပြီးတော့မြင်နေရပါပြီရှင်လူတွေတော်တော်စီရပေါ့နော်ဒါတော့အဲ့ဆက်လီသမားပြောတာပေါ့နော်မနေ့ကပို့ရွတ်စီရလို့ပြောပေါ့နော်ဒီနေ့ကတော့နည်းနည်းနေသေးတယ်ဒါပေမဲ့ဟိဆက်ထင်တော့တော်တော်လေးစီရကြုံလုံးကအများကြီးပဲကွာဟိဆက်နည်းနည်း speed လေးတော့မြန်ထားတယ်ပေါ့နော်ကြုံအများကြီးပဲရေလာဒီကလည်းလုံးဝကြည်ထွက်နေတာပဲပေါ့နော်ကြည်လောင်ဆက်လီလုံးဝအပြည့်သိပ်ပဲတို့လှီနဲ့ပေါ့နော်မုတ်ရောင်းနေအန်တီကိုလည်းတွေ့ခဲ့ပါရှင်ဆက်လီနဲ့ပေါ့နော်မုတ်တီရောင်းတာပါပေါ့နော်အစုံပဲဆက်လီကတော့ဟိဆက်တို့တသိန်းခွဲပေးရပါရှင်မာတော့မန်းတက်ပေါ့နော်ဟိုနားမှာကျတော့ဟိဆက်တို့ရေပတ်တဲ့နေရာပေါ့နော်အဲ့ရေပတ်တဲ့နေရာကိုကျတော့သူကတစ်ခေါက်လှည့်တယ်ပေါ့နော်အဲ့လိုဝိုင်းပတ်တာပေါ့နော်တဝိုင်းပတ်ပြီးရင်ဟိဆက်တို့အဲ့မန်းတက်နားမှာပေါ့နော်လေးတွေအဲ့လိုလေးစိုက်ထားတယ်ပေါ့နော်အခုလိုမျိုးလေးအဲ့လိုစိုက်ပြီးတော့အဲ့ဖြောပြီးရေကြီးလို့ရတယ်လှေတွေနဲ့ပေါ့နော်အချင်းချင်းရေတွေပတ်လို့ရတယ်ပေါ့နော်ကဲဒါကတော့ဒီမှာမန်းတက်ပေါ့နော်အမဖောင်လေးလေးလှုပ်ထားပြီးတော့ချို့ဓာကြီးရေအောက်ဖောင်မောင်းမှာပေါ့နော်အဲ့လိုလေးတွေကကြတာရှိတယ်ပေါ့နော်အများကြီးပဲဟိဆက်ကတော့ကြောက်လို့ဆိုမစင်းပါဘူးကျုံရေလေးလုံးဝရှယ်ပဲပေါ့နော်လူတွေတော်စီရပေါ့နော်အများကြီးပဲပေါ့နော်ငါကြော်လဲဝယ်စားခဲ့ပါတယ်ပြီးတော့ဒါကတော့ဟိဆက်တို့နေ့လယ်စားပေါ့နော်ဝင်စားဖြစ်တဲ့ဆိုင်လေးပါဆိုင်လေးကတသက်ရက်ကလေးနဲ့ပေါ့နော်decoration တွေလှဆင်တာလည်းရအောင်မိုက်ပါတယ်ဒါကတော့ဟိဆက်ပါစပင်ကရေအားဆိုလို့ဆိုဖြီချလိုက်တာပေါ့နော်ရုပ်ကဘာရုပ်ဖြစ်သွားမှမသိပါဘူးဒါအဲ့ဆိုင်မှာရတဲ့မီနူးလေးတွေပါအစုံပဲပေါ့နော်ဟိဆက်တို့မှာစားဖြစ်တာတော့မမခောက်ဆွဲပြုတ်တယ်လက်ဖက်တုပ်တွေထမင်းကြော်တွေပေါ့နော်ထမင်းကြော်က9ပွဲလက်ဖက်တုပ်က1ပွဲမမခောက်ဆွဲပြုတ်က1ပွဲပေါ့နော်အားလေးတွေစားဖြစ်ခဲ့ပါရှင်စားလို့လည်းကောင်းပါတယ်ဈေးလေးလည်းအတင်းတင်းဆိုတော့မဆိုးပါဘူးပြောဟိဆက်တို့အမှပေါ့နော်ထမင်းစားတာမဝသေးပဲနဲ့ဖျဲသီးတွေရောမုတ်တွေရောစားပါတယ်အမဟိဆက်ကိုပေါ့နော်စားမလားလို့ပြောပါတယ်သူကမစားဘူးပေါ့နော်နဲ့ဟိဆက်ပဲကွက်ကိုဆက်စားပါတယ်အားရပါရကြီးပေါ့နော်အမပဲစိတ်မကောင်းစွာနဲ့ဟိဆက်ဖက်နဲ့ပေါ့နော်တော်ပင်တစ်ခုပျောက်သွားပါတယ်ဒါတော့ဟိဆက်တို့ပြန်ပါပြီနေပါမန်တက်လေးနေပါရိုက်ပြထားပေါ့နော်အမမဲဖောက်ပြီးတဲ့မန်တက်ပေါ့နော်ကားလေးပါဟုတ်လားတော့မသိဘူးပေါ့နော်ဟိဆက်ကွာအမပေါ့နော်လက်နဲ့လမ်းပြရပေါ့နော် BMW တွေပါပြီးဖောက်ပြီးရဆိုပေါ့နော်
ဒါကတော့ရင်းကမယ်လီကနေရပါဒါကတော့လမ်းလျှောက်တစ်ချက်မှာကားတွေလည်းတအားကြက်တာနဲ့ဖြော်ရည်လေးလည်းတောက်တယ်ပေါ့နော်ဒါဆိုရင်တော့ပြန်ပါပြီဘိုင်ဘိုင်